နောက်ဦးသဘောတူခိုးပြေးပြီးနေကာဖတ်ထားပါတယ်ဆရာအမျိုးသမီးဘက်ကမိဘတွေကသဘောမတူလို့ကျွန်တော်အမျိုးသမီးကိုပြန်ခေါ်သွားပြီးနားချပြီးကျွန်တော်နဲ့ကြွာဖို့တိုက်တွန်းတယ်ကျွန်တော်ဘက်ကဘယ်လိုပဲဖြစ်ဖြစ်မကွာရှင်းနေပါဘူးအကယ်၍ကျွန်တော်အမျိုးသမီးဘက်ကကွာရှင်းဖို့တောင်းဆိုလာခဲ့ရင်ကျွန်တော်အနေနဲ့ကွာရှင်းပေးရမလားဆရာတကယ်တော့ဒီဘက်ခဲမှာပေါ့နော်ဒီမိဘမောင်မွားတွေခွင့်ပြုချက်မပါဘဲနဲ့သူတို့မသိဘဲနဲ့နေကာလုပ်တဲ့အဖြစ်အပျက်တွေတော်တော်များနေတယ်ဒီထဲမှာတချို့အဖြစ်အပျက်တွေဆိုလို့ရှိရင်တော်တော်များများမိန်းကလေးတွေအတွက်တကယ်ရင်ကျိုးစရာအတွေ့အကြုံတွေလည်းတွေ့ကြုံနေကြရတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကျွန်တော်အကျယ်တဝင်းဖြေးခြင်းတယ်နံပါတ်1ကတော့နေကာပိုင်ဖို့ဆိုတာကကာယကံရှင်သရိုးသားသရိုးသမီးနှစ်ဦးနှစ်ဖက်တစ်ဖက်ကကမ်းလှမ်းမယ်တစ်ဖက်ကဒီကမ်းလှမ်းမှုကိုလက်ခံမယ်ပြီးသွားရင်သူတို့ရဲ့ကမ်းလှမ်းမှုကိုလက်ခံခြင်းကိုတက်တည်နှစ်ယောက်ကကြားသိရမယ်အဲ့တော့တနည်းအားဖြင့်ဆိုရင်ထိုင်ဝိုင်းတစ်ခုထဲမှာသရိုးသားရှိမယ်သရိုးသမီးသို့မဟုတ်ကျွန်တော်တို့ပလီဒီမှာနေကာဖတ်တဲ့ပုံစံသရိုးသမီးရဲ့ကိုယ်စလဲရှိမယ်ပြီးသွားရင်တက်တည်နှစ်ယောက်ထိုင်ဝိုင်းတစ်ခုထဲမှာထိုင်ပြီးသွားတော့တစ်ဖက်နဲ့တစ်ဖက်အီဂျပ်ကဘူးလုပ်မယ်တရဘက်ကကမ်းလှမ်းမယ်နောက်တစ်ဖက်ကနေကာကိုလက်ခံလိုက်တယ်ဆိုရင်တော့ဒါဒီနေကာကအထမြောက်အောင်မြင်တယ်ပေါ့အဲ့ဒါကြောင့်အခုနမေးတဲ့မစအလာမှာသူနဲ့သူ့ကောင်မလေးကနှစ်ဦးတဘောသူမိဘတွေမသိအောင်ခိုးပြေးပြီးတော့နေကာလုပ်လိုက်တယ်ဆိုတော့အခုနစီကန်းဒီအတိုင်းပဲနေကာလုပ်လိုက်တယ်ဆိုရင်တော့နေကာကတော့အထမြောက်သွားပြီဒါနဲ့ပတ်သက်ပြီးတော့ဘာမှတန်တရားဖြစ်เสียမရှိတော့သို့ပေမဲ့ရှရီယတ်မှာအမျိုးသမီးတွေရဲ့အခွင့်အရေးတွေရပိုင်ခွင့်တွေကိုကာကွယ်တဲ့အနေနဲ့နေကာမှာစီကန်းချက်တစ်ခုသတ်မှတ်ထားတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့အမျိုးသမီးနဲ့အမျိုးသားဟာသူကဂုံရီတူရမယ်ဂုံရီတူရမယ်ဆိုတဲ့သဘောကအမျိုးသမီးကအမျိုးသားထက်ဂုံရီတအားမြင့်နေလို့မရဘူးဗမာဖြစ်ဘာသာတရားဂိုင်းဆိုင်မှုပေါ်မှာတို့ဒီ၎င်းမဲ့ငွေကြေးဥစ္စာပစ္စည်းကျွယ်ဝချမ်းသာမှုပေါ်မှာအဲ့ဒီတိုင်းပဲဆွေကုံမျိုးကုံနဲ့ပတ်သက်ပြီးတော့တို့ဒီ၎င်းမဲ့ပညာအရေးချင်းတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီတိုင်းပဲဒီလောက်ကင်နေတဲ့လုပ်ငန်းဆောင်တာတွေနဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အမျိုးသမီးကအမျိုးသားထက်တအားကိုဂုံရင်မြင့်နေတယ်အမျိုးသားကဂုံရင်နှိမ့်နေတယ်အဲ့လိုအနေထားမျိုးမှာမိဘတွေသဘောမတူဘဲနဲ့ဒီသရိုးသမီးနဲ့သရိုးသားကနေကာလှုပ်လိုက်တယ်ဆိုရင်နေကာတော့အထမြောက်တယ်ဒါပေမဲ့ဒီဂုံကြီးကတအားကွာဟမှုဖြစ်နေတဲ့ပုံမှာအစ္စလာမ်ကဒီအမျိုးသမီးရဲ့အုတ်ထိန်လူတွေဒီမိဘတွေကိုဘာအခွင့်အရေးပေးလဲဆိုတော့သူတို့ဒီနေကာကိုသူတို့ဘက်ကဖြတ်သိမ်းနေတယ်ဆိုရင်ဖြတ်သိမ်းဝင်ရှိဒါပေမဲ့ဖြတ်သိမ်းတာဒီသူတို့သဘောနဲ့သူတို့ဟာနဲ့သူတို့ဖြတ်သိမ်းလို့မရဘူးအစ္စလာမ်ရဲ့ခုံရုံးအစ္စလာမ်ရဲ့တရားဥပဒေနဲ့ညီဖွဲ့စည်းထားတဲ့အစ္စလာမ်ရဲ့ခုံရုံးတစ်ခုကိုတွားပြီးတော့မှသူကရှောက်ထားရမယ်ကျမသမီးကတော့ကျမတို့သဘောမတူဘဲနဲ့ဒီလိုဂုံရင်တအားကွာဟတဲ့အဲ့လိုသရိုးသားနဲ့နေကာလှုပ်လိုက်ပါတယ်ဒါကိုကျမတို့ကသဘောမတူပါဘူးဒီနေကာကိုဖျက်သိမ်းပေးပါဆိုရင်အဲ့ဒီခုံရုံးကနှစ်ဖက်စလုံးကိုခေါ်ပြီးတော့မှတီးတီးခြားခြားစနစ်တကျလေ့လာမယ်သုံးသပ်မယ်တကယ်ပဲသရိုးသမီးဘက်ကမိဘတွေရဲ့ပြောဆိုမှုတွေဟာသူတို့ရဲ့ဆွဆွဲချက်တွေမှန်ကန်တယ်ဆိုရင်အဲ့ဒီခုံရုံးကနေပြီးတော့မှဒီနေကာကိုဖျက်သိမ်းပါတယ်ဆိုပြီးတော့သူတို့ကဆုံးဖြတ်ချက်ချလိုက်ဒီနေကာပြတ်သွားမှာအဲ့လိုအခြေအနေမဟုတ်ဘူးဂုံရင်အဲ့လိုကွာဟမှုမရှိနေဘူးဆိုရင်เนาะအဲ့လိုမိဘသဘောမတူဘဲနဲ့နေကာလှုပ်ထားသည့်တိုင်အောင်မိဘတွေဘက်ကနေပြီးတော့မှအဲ့လိုခုံရုံးကိုသွားပြီးတော့လည်းပဲနေကာကိုဖျက်သိမ်းဝင်မရှိဒါကမစအလာတစ်ခုဒုတိယမစအလာကဘာလဲဆိုတော့ဒီနေကာလှုပ်တယ်ဆိုတာကျွန်တော်တို့အစ္စလာမ်သာနာဝင်ရဲ့ဘဝမှာလူဘဝမှာတအားကိုအရေးပါတဲ့အချိုးအကွေ့တစ်ခုဖြစ်တယ်အထူးတစ်ဖြစ်မိန်းကလေးတွေရဲ့ဘဝမှာနေကာဆိုတာကတအားကိုအရေးပါတဲ့ဘဝရဲ့အချိုးအကွေ့တစ်ခုဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မိန်းကလေးသမီးမိန်းကလေးပဲဖြစ်ပါစေတားယောက်ျားလေးပဲဖြစ်ပါစေနေကာလုပ်တဲ့အခါမှာကျွန်တော်ဒီကနေအကြံဉာဏ်ပေးချင်တာကတော့မိဘတွေရဲ့သဘောတူညီမှုကိုယူဖို့ကြိုးစားမှန်ပါတယ်အစ္စလာမ်ကတော့အမျိုးသားအမျိုးသမီးအရွယ်ရောက်သွားပြီဆိုရင်ဆုံးဖြတ်ခွင့်တွေပေးထားပေမဲ့လည်းပဲမိဘရဲ့သဘောတူညီမှုကိုယူပါမိဘရဲ့ဒုအာကိုယူပါမိဘရဲ့ကျေနပ်မှုကိုယူပါတကယ်မိဘသဘောမတူနိုင်ဘူးဆိုရင်လည်းပဲ
အတတ်နိုင်သောမိဘကိုဖြောင်းပြပါတိမ်သွဲမှာစီးယုံမှာပြီးတော့မှနေကာလုပ်ပါဒါဟာကိုယ့်အတွက်အများကြီးဘဝခရီးလမ်းကဖြောက်ပြူးသားရနိုင်စရာအကြောင်းလည်းရှိတယ်ဒီတိုင်းလည်းပဲကျွန်တော်တို့ရဲ့ဘဝတွေတာယာဖို့အတွက်ကမိဘတွေရဲ့ဒိုအားဆိုတာကကျွန်တော်တို့အတွက်တိတ်ကိုအရေးကြီးပါတယ်မိဘတွေစိတ်ထဲမှာတစ်မျိုးဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့အတွက်ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူးပြီးတော့ဒီခိုးပြေးပြီးတော့နေကာဖတ်တယ်ဆိုတော့အကယ်၍ဒီကောင်လေးနဲ့ကောင်မလေးကနှစ်ဦးတဘောတူခိုးပြေးပြီးတော့မှသူတို့ကအတီးအလင်းပဲသူတို့ခိုးပြေးလိုက်ပြီးငါတို့နေကာဖတ်လိုက်ပြီဆိုရင်တော့ဒီမှာကအားနည်းချက်တစ်ခုပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့မိဘတွေရဲ့ခွင့်ပြုချက်မယူလိုက်ဘူးမိဘတွေတဘောမတူလိုက်ဘူးမိဘတွေစိတ်ဆိုးအောင်လုပ်လိုက်တယ်အဲ့လောက်အားနည်းချက်ပဲရှိတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ခုနပြောပြီးသွားပြီမိဘကိုခွင့်ပြုချက်ယူပြီးလောက်တာပို့ပြီးတော့ကောင်းဒါပေမဲ့အခုလက်တလောကျွန်တော်တို့ပြင်ပလောကမှာဒါအခစ်စားနေတဲ့နေကာတစ်ခုကဘာလဲဆိုတော့မိဘတွေကိုလည်းပဲအတိမပေးသလိုပတ်ဝန်းကျင်ကိုလည်းပဲအတိမပေးဘူးအမျိုးသားနဲ့အမျိုးသမီးတိတ်တိတ်ပုံအပြင်မှာနေကာလို့တကယ်တော့ကျွန်တော်တို့ရဲ့နဘောသခင်ကျေးဇူးတော်ရှင်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ကမိန့်ခဲ့တာကအာလီနုန်နေကာဆိုတာကအဲလာနဲ့လို့ပါတယ်ကြီးညာပြီးလို့ပါတယ်နေကာနဲ့ဇေနာနဲ့ဘာကွာလဲလို့မင်းဇေနာဆိုတာလူမသိအောင်လုပ်တာနေကာဆိုတာကလူသိအောင်လုပ်တာအဲ့ဒီလူသိအောင်လုပ်ခြင်းရဲ့နောက်ွယ်မှာဘာရှိလဲလို့မင်းရင်သရိုးသမီးနဲ့ပတ်သက်ပြီးတော့အမျိုးသမီးနဲ့ပတ်သက်ပြီးတော့သရိုးသားရဲ့ခင်မွန်းတွေတာဝန်ယူမှုတာဝန်ခံမှုရှိအဲ့လိုမဟုတ်ဘဲနဲ့ပုံရှိုးကွယ်ရှိုးနေကာလုပ်လိုက်တဲ့အခါကျရင်ဘာတွေဖြစ်ကုန်လဲဆိုတော့ဒီအမျိုးသားဘက်ကနေတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ပုံမှာအမျိုးသမီးတွေရဲ့ဘဝတွေဒါအားကိုနဲ့နာကိုဒါကဟိုးအရင်တုန်းကလေရှိခဲ့ဘူးတယ်တချို့ပတ်ဝန်းကျင်တွေမှာအဲ့လိုမျိုးရည်စားထားခြင်းကဟာရမ်ကွာအဲ့တော့မထူးပါဘူးနေကာလုပ်မယ်ဆိုတော့နံပါတ်1ကတော့မှန်တယ်ရည်စားထားတာဟာရမ်အစ္စလာမ်ကထားခွင့်မပြုတာဘူးဒါပေမဲ့နေကာလုပ်တယ်ဆိုရင်လည်းပဲတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကျွန်တော်တို့လုပ်ရအောင်အဲ့တော့ကျွန်တော်ရှိကိုအမျိုးသမီးတယောက်မစအလာမေးနဲ့ကျွန်တော်တို့အဆဖာဒါရူအစ်ဖတာမှာလာဘူးတယ်သူ့ရဲ့ခံစားချက်ကိုသူပြောပြတာကျမယောက်ျားနဲ့ကျမနေကာလုပ်တာအနည်း20လောက်ရှိပြီဆရာတဲ့ဒါပေမဲ့ကျမယောက်ျားကျမကိုညဘက်အချိန်ပေးတာ3ညပဲရှိဘူးနေ့ဘက်ဒီအသွားလာရှိတာတော့ရှိတာပဲကူလူဆက်ဆံနေတာတော့ကူလူဆက်ဆံနေတာပဲဒါပေမဲ့တကယ်တော့နေကာလုပ်ထားတဲ့အမျိုးသမီးရဲ့အဓိကရပိုင်ခွင့်ကညပဲကျွန်တော်တို့တဦးထက်ပိုတဲ့ဇနီးတွေကိုနေကာလုပ်ထားတဲ့အမျိုးသားတွေကဇနီးတွေကိုအလှည့်ခွဲပေးရတယ်ဆိုတာကရှရီယတ်ကပြထားတာကနေ့အချိန်ကိုပြောထားတာတော့ညဘက်ကိုအလှည့်ခွဲပေးရအဲ့တော့အဲ့လိုမျိုးဒီလူမတိသူမတိနေကာလုပ်တဲ့အပေါ်မှာအမျိုးသမီးတွေကတအားကိုလူပတ်ဝန်းကျင်မှာတိမ်ငယ်သွားတယ်သူတို့ရဲ့တကယ်ရပိုင်ခွင့်နေချိုးဖောက်ခြင်းခံရတယ်တချို့တွေဆိုလို့ရှိရင်တကယ်ဟိုအိမ်တွင်းအကြမ်းဖက်မှုလို့ခေါ်တဲ့တကယ်နှိပ်ကွထားတာစိတ်ပိုင်းဆိုင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှိပ်ကွမှုတွေကိုခံရတယ်အဲ့ဒီအတွက်ကြောင့်လူမတိသူမတိပုံရှိုးကွယ်ရှိုးနေကာလုပ်တဲ့ကိစ္စတွေလုံးဝမလုပ်သင့်ပါဘူးအထူးသဖြင့်ဒီဘက်ခေတ်မှာကျွန်တော်တို့လူငယ်တွေအဲ့လိုမျိုးမိဘတွေမသိအောင်ပုံရှိုးကွယ်ရှိုးနဲ့နေကာတွေလုပ်ကြတယ်လုပ်ပြီးသွားတဲ့အခါကြလို့ရှိရင်ဒါမိဘတွေတိလာတဲ့အခါမှာနှစ်ဖက်ပြဿနာတွေဖြစ်ကြတယ်တာဝန်ယူမှုတာဝန်ခံမှုတွေမရှိတဲ့ပုံမှာအမျိုးသမီးတွေတအားကိုနစ်နာပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့မွတ်စလင်လူငယ်တွေမျိုးသားတွေကောအမျိုးသမီးတွေကိုကောကျွန်တော်တို့ဒီကနေပြီးတော့မှတော်တော်ကိုလေးလေးနက်နက်ပဲနှလုံးသားတွေကနေဒီလိုပြဿနာတွေခဏခဏဖြေရှင်းပေးနေရတယ်ဒီလိုကိစ္စတွေခဏခဏရောက်လာတဲ့ပုံမှာမေတ္တာရက်ခံကြပါတယ်နေကာဆိုတာကကျွန်တော်တို့အတွက်အလွန်တရာမှအရေးပါတဲ့ဘဝရဲ့အချိုးအကွေးတစ်ခုပါမိဘကိုတီးပြီးတော့မှမိဘကိုအတီးပေးပြီးတော့မှပဲကျွန်တော်တို့နေကာလုပ်ကြပါအထူးသဖြင့်လူငယ်အမျိုးသားအမျိုးသမီးအစ္စလာမ်သမီးပြူလေးတွေပုံရှိုးကွယ်ရှိုးတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့နေကာကိုလုံးဝမလုပ်ပါနဲ့ဘဝမှာတိမ်ငယ်စရာတွေမလိုအပ်ပဲနဲ့ပေးဆက်စရာတွေများပြီးတော့မှတချို့တွေဘဝပြတ်သွားတဲ့အနေအထားထိတော့ရောက်သွားနိုင်ပါတယ်ဒါတွေကိုရှောင်ရှားပါလို့ဒီမစအလာရဲ့ဥစ္စာကိုဖြည့်ပေးနေကျွန်တော်ဘက်ကတိုက်တွန်းလို့ပါဒါပေမဲ့မေးထားတဲ့မိကွန်းကမပြီးသေးဘူးအဲ့တော့မိကွန်းမှာကသူတို့နှစ်ယောက်နေကာလုပ်ထားတယ်ဒီကသဘောမတူပဲနဲ့ခွဲတယ်ဆိုတော့တဲ့ကျွန်တော်တော်လာပေးရမလားတဲ့အဲ့တော့တကယ်တော့ဒီသရိုးသမီးရဲ့မိဘကသဘောမတူခြင်းဟာတော်လာပေးရတဲ့အိုဇိုထဲမှာအကြောင်းပြချက်ထဲမှာမပါပါဘူးအဲ့ဒီအတွက်ကြောင့်အခုနမေးတဲ့ဘိုင်ကိုကျွန်တော်တို့တိုက်တွန်းနေတာကတော့
ဒီကိုယ့်ရဲ့ဇနီးတဲ့ဖြစ်သွားပြီဒီအမျိုးသမီးကသူ့ရဲ့မိဘကိုအတက်နိုင်ဆုံးဖြောင်းပြပါအတက်နိုင်ဆုံးစီယုံမှာတိမ့်တွဲမှာလောလောဆယ်တော်လာမပေးဘဲနဲ့ပဲဒီဟာကိုခိုင်မြဲအောင်နေဖို့ကြိုးစားကြည့်ပါနောက်ဆုံးလုံးဝမဖြစ်နိုင်တော့ဘူးသူတို့သမီးမိဘတွေဘက်ကတအားဖိအားပေးလာတယ်အကယ်၍တလတ်မှမပေးရင်လည်းပဲသူတို့အနေရှိနိုင်တယ်ဆိုရင်လည်းပဲကျွန်တော်တို့တလတ်ကိုတစ်ချိန်ပဲပေးပါတလတ်ကေရဂျီတစ်ချိန်ပေးပါအချိန်မီသူတို့ဘက်ကပြန်ပြီးတော့မှသဘောတူလာလို့အစ်သက်ထဲမှာပြန်ပေါင်းကျင်နေဆိုရင်နေကာမလုပ်ပဲပေါင်းလို့ရတယ်အစ်သက်ကာလကြော်သွားလို့နေကာပြတ်သွားပြီဆိုရင်လည်းပဲတလတ်တစ်ချိန်နဲ့ပေးထားတဲ့ပုံမှာနောက်အလရှင်မြတ်တခင်ပြန်ပြီးတော့အခွင့်ပေးတဲ့အခါကျရင်နေကာပြန်လုပ်ဖို့အတွက်လမ်းကြောင်းတွေပွင့်နေတယ်အဲ့ဒီအတွက်ကြောင့်မဖြစ်မနေပေးဖို့လိုအပ်လာရင်လည်းပဲတလတ်တစ်ချိန်ပေးပြီးတော့ပဲဒီနေကာကိုပြတ်ဆဲပါလို့ကျွန်တော်ဘက်ကနေအကြံပြုလိုပါတယ်